Hello ဟုတ်ကဲ့မင်္ဂလာပါရှင် Mr. Chef ဖုန်းကန်ရပါရှင်ဟုတ်မှာဆက်ချောက်ဘူတွေကပါကင်လေးကမရှိသေးပါဘူးရှင် လက်ဆောင်မမေးပါ ဆက်ချောက်ဘူပါကင်ရှိလားမမေးရဘူး 16ဘူးပါကင်မရှိသေးပါဘူးတိုင်မဖြစ်နေနေဒီမှာဒီ customer တွေကရကျင်တာတော့အရင်မေးတာပေါ့နော်အဲ့မဲ့ပါကင်ကမလာတော့ဘူးဆိုတော့ရှင်းပြပေး16ဘူးပါကင်တွေကရာခဲသွားပါပြီပါကင်တွေမဝင်လာတော့ပါဘူးရှားပါတယ်ပေါ့နော်ဒါမျိုးလေးတွေတော့ရှိတာပေါ့နော်တယောက်ဖြည့်ပေးပါအဲ့ဒါကိုတင်မိမယ်နော်16ဘူးပါကင်ကတော့မရှိသေးပါဘူးရှင်ဒါပေမဲ့ second ထဲမှာတော့အမကန်အများကြီးကြံတဲ့ second လေးတော့ကြံပါသေးတယ်ပရိဟဲ100ရှိအောင်မယ်ဆက်ရကောက်လဲနည်းနည်းလေးရှိအောင်မယ်ဒါမျိုးအလုံးတွေရှိပါသေးတယ်ဆိုတော့ရှင်းပြပေး16ဘူးပါကင်မရှိမှအကိုအမသုံးတဲ့ငွေမော့30ကျော်ဆို30ဝန်းကျင်မှာကျွန်တော်စီမှာရှိတာ15ရဲ့ပါကင်ရအောင်မယ်16ပါကင်ရအောင်မယ်ဒါမျိုးလေးပေါ့နော်ပြီးတော့40အထက်ကိုသုံးမယ်ဆိုရင်အမကြီး16 Pro Max တွေဆိုတော့ပိုအဆင်ပြေတာပေါ့အခုဒီလက်အားခံတယ်ကင်မရာလည်းပိုကောင်းတယ်အမသုံးမဲ့ငွေမောက်မှာဒါမာရီယိုကဒါလေးရှိတယ်ဆိုတော့ရှင်းပြပေးတာပါရှင်ပြီးတော့ညီမတို့စီမှာလာဝင်မယ်ဆိုအာမခံရလဲ second ဆိုပေမဲ့သူ့ official အာမခံကျန်တဲ့အပြင်ညီမတို့ဆိုင်ရာအာမခံ3လပေးပါသေးတယ်ပြီးရင်လက်ဆောင်လေးနဲ့5မျိုးထည့်ပေးထားပါသေးတယ်ဒီချိန်မှာဆို promotion လုပ်ပေးထားတယ်ကွာ promotion ထဲမှာဆို AirPod Pro လက်ဆောင်ပါမယ်power bank ကြက်တာလေးယူရတာပေါ့နော်30 40အထက်ဆိုရင်တော့ပြီးတော့မကွေးလိုက်တိုင်းကပ်ပေးတယ်ကာဘာတွေအောင်းကျိုးအောင်းကောင်းတွေအပိတ် ID တွေနာမည်ဖောက်ပေးပြီးတဲ့အပြင်အခုလိုမတို့ရဲ့ဖုန်းကိုဒီဘက်ကနေဝန်ဆောင်မှုအပြည့်နဲ့ Facebook account တွေရော Viber account တွေရော Telegram account တွေရောကိုတို့ကပြန်ကူးပေးပါတယ်ဆိုတာလေးကိုဒါ service ပေးရဆိုတာလေးကိုရှင်းပြတယ်ချိန်နားလည်အောင်ပြနေရဆိုရဆိုရင်နေကနေဝင်လဲဝင်လာနဲ့ကျွန်တော်တို့ကပစ္စည်းတွေတခြားထုတ်ပို့ပြီးတော့အခုမောင်းရှိတဲ့နေစီကိုတပည့်လို့ရအောင်ပို့ပေးပါတယ်ရှင်းဘယ်လိုမန်လေးမှာရှိတဲ့လူရှိရဆိုရင်လည်းလာကြည့်ပြီးတော့ဝယ်ပြီးအားပေးလို့ရပါတယ်ရှင်းဆိုအမိုးလေးကိုတခြားလေးရှင်းပြပြီးတော့ကိုကမန်လေးတင်ပေးရနော်နောက် customer ဖုန်းဆက်လာမယ်ဆိုရင်ဘယ်ဟာလေးတော့မရှိပါဘူးဆိုဒုံးဒီမဖြေပါနဲ့ကိုယ်ဆိုင်မှာရှိတဲ့ဟာလေးကိုဝင်မော့သုံးမဲ့ဟာလေးနဲ့ညီမျှတဲ့ပစ္စည်းလေးတွေကိုရှိတယ်ဆိုတာလေးကိုတခြားလေးပြပြပြီးရှင်းပြပေးမယ်ဆို customer စိတ်ကျဉ်တဲ့ကိုပိုရစီမယ်လို့ဒါကိုကအကြံဉာဏ်ပြုတာပါနော်ဟုတ်ကဲ့ပါ